တောအုပ်ကြီးတွေကမြေကမ်းနံဘေးမှာမောင်ရိုးတယောက်တစ်ပင်ခုန်နေပါတယ်။ရုတ်တရက်လက်ချော်ပြီးသူပိုင်ဆိုင်တဲ့တခုတည်းသောတံပစိန်လေးဟာမြစ်ထဲကိုကျသွားပါတော့တယ်။မောင်ရိုးဟာဝမ်းနဲ့ပူဆွေးပြီးမြေကမ်းနံဘေးမှာငိုကြွေးနေစင်မှာပဲရေထဲကနေရေဆောင်နှံမင်းထွက်ပေါ်လာပါတယ်။ရေဆောင်နှံမင်းကအကျိုးအကြောင်းမေးပြီးရေထဲကိုငုတ်ဆင်းသွားပါတယ်။ခဏကြာမှတော့တောက်ပနေရဲ့ရွှေပစိန်တစ်ခုကိုယူဆောင်လာပြီးဒါမင်းရဲ့ပစိန်လားလို့မေးပါတယ်။မောင်ရိုးကမဟုတ်ပါဘူးလို့ညင်းပါတယ်။ဒုတိယအချိန်မှာငွေပစိန်ကိုယူလာပြန်တော့လေမောင်ရိုးကဒါလည်းကျွန်တော်ဟာမဟုတ်ပါဘူးလို့ရိုးရိုးသားသားပဲဖြေပါတယ်။နောက်ဆုံးမှတော့ရေဆောင်နှံမင်းကမောင်ရိုးရဲ့ဟောင်းနှွမ်းနေတဲ့တံပစိန်လေးကိုဆယ်ယူပေးလိုက်ပါတယ်။မောင်ရိုးကဝမ်းတာအားရနဲ့ဒါကျွန်တော်ရဲ့ပစိန်အစ်စ်ပါပဲလို့ပြောပါတယ်။ရေဆောင်နှံမင်းဟာမောင်ရိုးရဲ့ရိုးသားမှုကိုအလွန်သဘောကျသွားပြီးရွှေပစိန်နဲ့ငွေပစိန်ကိုပါလက်ဆောင်အဖြစ်ပေးအပ်လိုက်ပါတော့တယ်